ညီနာတပားဤတန်ရောစေခီဒီခါတော့ကဆေးလဲဆိုပြတဲ့လေကွင်းပြင်တွေနဲ့အေးချမ်းတဲ့ရွာကလေးတရွာမှာကိုထက်နဲ့မင်းမင်းဆိုတဲ့ညီအကိုတယောက်ရှိပါတယ်။သူတို့ဟာတယောက်ကိုတယောက်အရန်ချစ်ကြပြီးပဲထွားထွားအမြဲတမ်းလက်သွဲမပြတ်ရှိကြသူတွေပါ။ဒီနေ့မှာတော့သူတို့ညီအကိုတယောက်ဟာရွာနံဘေးကမြစ်စိတ်ကိုငါးဖမ်းထွက်ဖို့ပြင်ဆင်နေကြပါတယ်။မင်းမင်းငါးဖမ်းတဲ့အခါစိတ်ရှိဖို့ကအဓိကပဲကွာလောကိုထက်ကသူ့ညီလေးကိုဆုံးမစကားပြောပါတယ်သူတို့မြစ်ကန်နှစ်ဖူးကိုရောက်တဲ့အခါကိုထက်ကငားများတန်ကိုပဲလိုကန်ရမလဲဆိုတာစနစ်တကျတင်ပြပေးပါတယ်။မင်းမင်းကလည်းသူ့အကိုပြောသမျှကိုအားကိုတကြီးနဲ့တည်တည်ချာချာနားထောင်နေပါတယ်။ရုတ်တရက်မင်းမင်းရဲ့လက်ပင်မှာဆွဲထားတဲ့ဖခင်ဖြစ်သူပေးထားတဲ့အဖိုးတန်ငွေရောင်လက်ဖွဲ့လေးဟာမြစ်ထဲကိုပြုတ်ကျသွားပါတယ်။ကိုကျွန်တော်လက်ဖွဲ့လေးရေထဲကျသွားပြီ။လိုမင်းမင်းကစိုးရိမ်တကြီးနဲ့អော်လိုက်ပါတယ်။သူတို့တယောက်လုံးရေပြင်ကိုကြည့်ပြီးထိတ်လန့်သွားကြပါတယ်။မင်းမင်းဟာရေထဲကိုဆင်းပြေးရှာဖို့စ조사ပေမဲ့ရေစီးကတန်းနေတာကြောင့်ကြောက်ရွံ့ပြီးတော်ရင်းနေပါတယ်။သူဟာမြစ်ကမ်းပေါ်မှာရက်ပြီးဘယ်လိုလုပ်ရမလဲကိုဖေပေးထားတာလေဆိုပြီးမျက်ရည်ဝဲနေပါတယ်။မကြောက်နဲ့မင်းမင်းကိုရှိတယ်လို့ကိုထက်ကပြောလိုက်ပါတယ်။သူဟာသူ့ညီလေးရဲ့လက်ကိုခိုင်ခိုင်မာမာဆုပ်ကင်ပြီးအားပေးလိုက်ပါတယ်။ကိုထက်ရဲ့မျက်လုံးတွေထဲမှာယုံကြည်မှုနဲ့တတ္တိတွေပြည့်တဲ့နေပြီးညီလေးအထွတ်ပါမဆိုလို့ပေးဖို့အသင့်ဖြစ်နေပါတယ်ကိုထက်ဟာအပေါ်အင်ဂျီကိုချုပ်ပြီးမြစ်ထဲကိုရေရဲဝဝခုန်ဆင်းလိုက်ပါတယ်။သူဟာရေအောက်ထဲကိုငုပ်ရှိုးသွားပြီးလက်ဖွဲ့လေးကိုရှာဖွေပါတယ်။ရေစီးကကြမ်းတမ်းပေမဲ့သူဟာညီလေးရဲ့အဖို့တန်ပစ္စည်းကိုရအောင်ယူပေးမယ်ဆိုတဲ့စိတ်နဲ့အားတင်းထားပါတယ်။ကနအကြာမှာတော့ကိုထက်ဟာရေပေါ်ကိုပြန်တက်လာပြီးလက်ထဲမှာငွေရောင်လက်ဖွဲ့လေးကိုမြောက်ပြလိုက်ပါတယ်။ရပြီမင်းမင်းရပြီလို့သူကဝမ်းသာအားရអော်လိုက်ပါတယ်။မင်းမင်းဟာဝမ်းသာလုံးလို့သူ့အကိုကိုကားပေါ်ကနေသားဆွဲလိုက်ပါတယ်။နေဝင်ရိုးရီအချိန်မှာညီအကိုတယောက်ဟာလည်းကွင်းပြင်တွေကြားကရွာလန်းအတိုင်းအိမ်ကိုပြန်လာကြပါတယ်။နေမင်းကြီးကရွှေရောင်ဖြန်းနေပြီးသူတို့တယောက်ရဲ့အရိပ်တွေကလမ်းပေါ်မှာရှည်ပြားလိုနေပါတယ်။ကိုထက်ကသူ့ညီလေးရဲ့ပုခုံးကိုဖက်ပြီးရှောက်လာပါတယ်။အိမ်ရောက်တော့ကိုထက်ကမင်းမင်းကိုဆုံးမစကားပြောပါတယ်။ယောက်ျားဆိုတာကိုထက်အားနီးသူကိုကာကွယ်ရတယ်။သူသဖြင့်ကိုညီအကိုမောင်သမားကိုပေါ့။တယောက်ကိုတယောက်ကူညီတာဟာအစစ်အမှန်တတ်တိပဲမင်းမင်းလို့ပြောပါတယ်။မင်းမင်းကသူ့အကိုကိုလေးစားစွာနဲ့နားထောင်နေပါတယ်။ညအချိန်မှာသူတို့တယောက်ပင်ရှေ့ဝါရန်တာမှာထိုင်ပြီးလမင်းကြီးကိုကြည့်နေကြပါတယ်။ကိုလိုယောက်ျားကောင်းတယောက်ဖြစ်အောင်ကျွန်တော်စူးစမ်းမယ်လို့မင်းမင်းကကတိပေးလိုက်ပါတယ်။ညီအကိုတယောက်ရဲ့မေတ္တာဟာကောင်းကင်ကားလာရအောင်လို့ပဲအေးမြတောက်ပနေပါတယ်